အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဆွေးနွေးမျှဝေပေးခြင်းတဲ့ဥပဒေအကြောင်းအရာလေးကတော့ဓမ္မတာနဲ့စန့်ကျင်တဲ့ပြုလုပ်မှုတွေကိုပြုလုပ်တယ်ဆိုလို့ရှိရင်ဘယ်လိုအရေးယူခြင်းခံရနိုင်သလဲဘယ်လိုပြစ်ဒဏ်တွေရှိသလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဓမ္မတာနဲ့စန့်ကျင်တဲ့ပြစ်မှုနဲ့ပတ်သက်လို့ပေါ့နော်ရာဇသတ်ကြီးပုံမှာ3မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုလို့ရှိရင်ယောက်ျားနဲ့ဖြစ်စေမိန်းမနဲ့ဖြစ်စေတိရစ္ဆာန်နဲ့ဖြစ်စေမည်သူမဆိုမိမိအလိုအလျောက်ဓမ္မတာနှင့်ဆန့်ကျင်သောကာမဆက်ချက်မှုကိုပြုလျင်ထိုသူကိုထောင်ဒဏ်နှစ်20ဖြစ်စေ10နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေရှာမရမည်အပြင်ငွေဒဏ်လည်းရှာမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒါကတော့ရာဇသတ်ကြီးပုံမှာ3ရဲ့ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ဒီပုံမှာကတော့ရဲရေးပိုင်ပါတယ်။အာမခံမပေးနိုင်ပါဘူး။ကြေးအေးခွင့်လည်းမရှိပါဘူး။ဒီရာဇသတ်ကြီးပုံမှာ3ရဲ့အဓိပ္ပာယ်ကိုပေါ့နော်ဒီနားလည်လွယ်အောင်လို့အကြံဖြင့်လေးဆွေးနွေးမျှဝေပေးရမယ်ဆိုလို့ရှိရင်ဒီဓမ္မတာနဲ့ဆန့်ကျင်တဲ့ပြုလုပ်မှုတွေဆိုတာပေါ့နော်ဒီယောက်ျားကိုဖြစ်စေပေါ့နော်ဒီမိန်းမကိုဖြစ်စေကျင်ကြီးဆိုရလမ်းကြောင်းအတိုင်းဆက်ဆံတာတို့ပေါ့နော်ဒီတိရစ္ဆာန်နဲ့ကာမဆက်ချက်တာတို့ပါဇက်သေးကိုထည့်၍ဆက်ဆံတာတို့စတဲ့ပြုလုပ်မှုတွေကပေါ့နော်ဒီဓမ္မတာနဲ့ဆန့်ကျင်တဲ့ပြုလုပ်မှုတွေဖြစ်ပါတယ်အဲ့ဒီလိုဓမ္မတာနဲ့စကျင်တဲ့ပြုလုပ်မှုတွေကိုပြုလုပ်တယ်ဆိုလို့ရှိရင်ဒီရာဇကြီးပုံမှာ3ရအေးအေးယူခြင်းခံရမှာပဲဖြစ်ပါတယ်ရာဇကြီးပုံမှာ3အရာပေါ့နော်ဒီပြစ်မှုကျူးလွန်ကြောင်းပြစ်ဒဏ်ထင်ရှားစီရင်ခြင်းခံရတယ်ဆိုရင်တော့ပေါ့နော်ဒီပြစ်ဒဏ်အနေနဲ့ကတော့ထောင်ဒဏ်20ဖြစ်စေပေါ့နော်10နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေရှာမရမည်အပြင်ငွေရလည်းရှာမဲ့ခြင်းခံရနိုင်ပါတယ်ဒီမတဲမှုလိုပဲပေါ့နော်ဒီပုံမှာကဒီအင်္ဂါဇက်တစ်ခုဟာရှားအင်္ဂါဇက်တစ်ခုတွန်းဝင်ပြီးမှသာလင်းဒီရဇက်ကြီးပုံမှာ3ရအရေးယူခြင်းခံရမှာဖြစ်ပါတယ်နောက်တစ်ပိုင်းမှာကတော့ကျွန်တော်တက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့အများပြည်သူတို့တီးတင်တီးထိုက်သောဥပဒေဆိုင်ရာကိစ္စရပ်များကိုဆက်လက်ဆွေးနွေးမျှဝေပေးသွားပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်